တော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေရှင်ကျမကတော့လက္ခဏာဆရာမဒေါ်အေးမြတ်ဆန်းဖြစ်ပါတယ်အဲ့တော့လက္ခဏာပညာကိုကျမတို့လေ့လာတဲ့နေရာမှာလက္ခဏာပညာမှာအရေးတကြီးပေါ့နော်သိထားရမယ့်အချက်ကလေးတွေရှိပါတယ်ဒီအချက်ကလေးတွေကပထမဆုံးအချက်ကသူကဘာလဲဆိုရင်လက်ပုံစံ9မျိုးပေါ့နော်ဒါကိုကြည်ညက်နော်ကြည်ညက်သိရှိထားရမယ်သိရမယ်ပေါ့နော်အဲ့တော့လက်ပုံစံ9မျိုးအကြောင်းကိုတည်တည်ချာချာသိရမှာဖြစ်တဲ့အတွက်ဒီလက်ပုံစံ9မျိုးအကြောင်းကိုဖြစ်နိုင်ရင်ပေါ့အာဂုံဆောင်ထားရင်ပိုကောင်းတယ်နော်ကြက်မှတ်ထားရင်ပိုကောင်းတယ်မမေ့အောင်လုပ်ထားရင်ပိုကောင်းတယ်ဒါကြောင့်မို့လို့ဒီပထမဆုံးလက်ပုံစံ9မျိုးကိုကြည်ညက်သိနိုင်အောင်ပေါ့နော်ကျွန်မကလေ့လာနိုင်အောင်ကြက်မှတ်နိုင်အောင်ပေါ့နော်အဲ့တော့ဒီလိုလေးကျွန်မကတင်ပြထားရခြင်းဖြစ်ပါတယ်အဲ့ဒီမှာပထမဆုံးပေါ့နော်ကျွန်တော်တို့လက်ပုံစံ9မျိုးမှာပထမဆုံးနဲ့ပေါ့နော်အကောင်းဆုံးလက်ပေါ့နော်အကောင်းဆုံးအမျိုးအစားလက်ကဘာလဲဆိုရင်ကျွန်တော် number 1အဲ့တော့ square hand လို့ခေါ်တဲ့ကျွန်တော်4000လက်ပေါ့နော်အဲ့တော့4000လက်ပုံစံဖြစ်ပါတယ်အဲ့တော့ဒီ4000လက်ကဘလို့အနေထားမျိုးရှိမလဲเนาะ4000လက်ဆိုတဲ့အတိုင်းကျွန်တော်ကလက်ဝါးမြင်ကြီးကလည်း4000ဖြစ်နေရမယ်4000ကြရှိနေရမယ်လက်ချောင်းလေးတွေကလည်းကျွန်တော်တို့မသွယ်ဘူးမချွန်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဟိုပါပေါ့ပုံတရံမှန်မှန်တဲ့အနေထားမရှိဘူးသူကတိတိကျကျဒီလက်ချောင်းထိတ်ကလေးကလည်းကျွန်တော်4000ပုံစံလေးပြည့်နေမယ်ရှိနေမယ်အဲ့ဒီလိုပဲကျွန်တော်ဒီလက်သေးเนาะအဲ့တော့အမြင်ရမှာတော့လက်သေးကတော့ကျွန်တော်တို့ဒါမြင်ရမှာเนาะတန်းမြင်ရမှာလက်ဝါးလက်ချောင်းနေမကြည့်တတ်ရင်တော့ကျွန်တော်ကဒီလက်သေးပေါ့เนาะလက်သေးမှာ4000ကြလေးတွေရှိနေရင်ဒါက4000လက်အမျိုးအစားမှာပါတယ်ဆိုတာလေးကိုသိနိုင်ပါလိမ့်မယ်အဲ့တော့ကိုကဒီလက်ကိုကျွန်တော်ကလက်ပြင်လက္ခဏာလက်ဝါးပြင်ကိုကျွန်တော်အမှတ်အသားတွေမကြည့်ဘဲနဲ့လေဒီလက်ပုံစံပေါ့နော်ဒီလက်ပုံစံလေးကိုကြည့်ပြီးတော့လေအဲ့တော့လူတယောက်ရဲ့စိတ်နေစိတ်ထားလေးပေါ့နော်လူတယောက်ရဲ့မှာရှိနေတဲ့ပေါ့နော်ဒီစိတ်နေစိတ်ထားအပြင်သူ့ရဲ့လုံပုံကိုင်ပုံလေးတွေပေါ့နော်ဒီလိုနေပုံထိုင်ပုံလေးတွေဒါလေးကိုကျွန်တော်တို့ကလေ့လာနိုင်တယ်အဲ့တော့သိနိုင်တယ်ပေါ့အဲ့တော့ဒီ4000လက်ရဲ့ဒီဖွင့်ဆိုချက်ကလေးပေါ့နော်အဲ့တော့ဒီ4000လက်ပုံသဏ္ဍာန်ကိုပိုင်ဆိုင်ထားတဲ့လူဟာသူကဘာရှိမလဲဆိုရင်ဘလို့